landing card drafted တဲ့ channel ကနေပြီးတော့ပြန်လည်ဆိုလိုက်ပါတယ်ဒီနေ့မှ share လုပ်ပေးချင်တာကတော့ဒီ modify 2မှာကျန်နေသေးတဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေရဲ့ပတ်တူမှာ share လုပ်ပေးမယ်ပေါ့နော်ဒီမှာ array လေးကျန်သေးတယ်ဒီ USC export ကျန်သေးရပေါ့နော်အဲ့ဒါတွေကိုမှဒီနေ့ share လုပ်ပေးမယ်ပေါ့နော်ဟုတ်ပြီအခုအမှပုံဆုံး array ဆိုတဲ့အကြောင်းကိုအရင်စပြောပြမယ် array မှာ၃မျိုးရှိတယ် rectangular array ရှိတယ် patch array ရှိတယ် polar array ရှိတယ်ဟုတ်ပြီအမှတမှာအခုဒီခုံလေးတစ်လုံးကိုမှယူလိုက်မယ်ပေါ့ပြီးတော့အမှဒါ array သွားမယ်ပြီးဆို array ရဲ့ command ကကျတော့ ar နော် array က ar enter ပြီးလို့ရှိရင် select object သူပြောတယ် select object select ပြီးရတယ် enter ပြီးရတယ်သူကပြင် base byte ပေးမှလားဟုတ်ဒီမှာ base byte ပေးခြင်းနဲ့ဆိုတော့ဒါကို base byte လို့ကိုယ်ကယူလိုက်လို့ရတယ်နော်အဲ့ပြီးလို့ရှိရင်ပေးလိုက်လို့ရပြီအဲ့ဒါဆိုရင်သူ့ဒီမှာသူဒါကို click လိုက်တာနဲ့ဒီမှာပေါ်လာပြီ row ကဘယ်နှ row လဲ3 row 1 row 2 row 3 row column ကဘယ်နှ row လဲ4 row 1 row 2 row 3 row 4 row ပေါ့နော်အခုအမတို့ကဒါကိုမှကိုက3 row ပဲပြောင်းနေတယ်ဆိုလို့ရှိရင်လည်းတစ်လို့ပြောင်းလိုက်လို့ရတယ်ဒီမှာ1 row ဖြစ်သွားတယ်ဒါကို4 row သွားခြင်းနဲ့ဆိုလို့ရှိရင်4 row 5 row သွားခြင်း5 row အဲ့လိုမျိုးသွားလို့ရတယ်နော်အဲ့တော့မှသူက spacing နဲ့ထည့်လို့ရတယ်အခု1200ဆိုရင်1200သွားပြီးသွားတယ်နော်1200ဆိုမှဒီမှာ dimension တိုင်းကြည့်မယ်ဒီဟာဒီဆိုရင်1200အကုန်လုံး1200စီသွားပြီးတာနော်အဲ့ဒါမျိုး array လို့ခေါ်တယ်အမှန်တမ်းဒီလိုမျိုးနော်ဒါကြတော့အမတို့ရေဒီ rectangular array ပုံစံပေါ့နော်နောက် array တစ်ခုကကြတော့အမတို့ ar enter ဒါလေးခုံပြမှု copy ပို့ထားတယ်ပေါ့နော်array မှာ patch array ရှိအခုမှဆို polyline နဲ့ line ကြောင်းရင်ဆွဲလာမယ်ပေါ့နော် spine line နဲ့ဆွဲလိုက်channel မှာလည်း line ကြောင်းရင်ဆွဲလိုက်မှာဟုတ်ပြီကြောက်ကြတော့အမကဒီပန်းပွင့်လေးကိုပြမယ်ပန်းပွင့်လေးကိုမှ copy ကိုပြီးတော့ array သွားပြမယ်ဟုတ်ပြီအဲဆိုလို့ရှိရင် ar enter select object enter လို့ရှိရင်တော့ patch array ရှိရဆိုတော့ pa ရိုက်လို့လည်းရတယ်လို့ဒီကို click လိုက်လို့လည်းရတယ်မှာ pa enter ဆိုရင်သူကလေးကိုဆက်လက်ပြီးမယ်သူကြားလာပြီအဲ့ပြီးမှပြီးတော့မှဒါကိုပြင်လို့ရတယ်လို့ဒီအနေလေးကိုကလူချင်းတဲ့ပုံစံလေးကိုလည်းပြင်လို့ရတယ်။ကိုနောက်မှ dimension teacher နဲ့ပြင်ရင်လည်းရတယ်ဒီ point လေးကိုခံပြီးတော့လည်းပြင်ချင်လည်းရတယ်နော်။ဟုတ်ပြီအဲ့ဆိုရင်မှဒီမှာဒီ point လေးတစ်ခုကြားกว่าဝေးလို့ချင်းလည်းမ900ပြလိုက်မယ်ဆိုလို့ရှိရင်လည်းသူက900လေးနဲ့ပေါ်လာတယ်နော်။ဒီလိုကအိမ်မှာမဟုတ်ဘူး1000လောက်ပြချင်တယ်ဆိုလည်းဒီ1000လောက်နဲ့ပေးလို့ရတယ်နော်ဒီ point လေးနဲ့ကစားလို့ရတယ်နော်အဲ့ဒါကိုမတို့ကကြတော့ဒီ patch array လို့ခေါ်တယ်ပေါ့နော်အမတို့ကကြတော့ rafter တွေပါတွေ rafter တွေမှာပါလင်တွေပါတွေရလို့ဆိုမှဒါကိုသုံးလို့ခေါ်မှာပေါ့နော်ဟိုပါလင်တွေပါမှာပါလင်တွေပါတွေလဲဆိုလို့ရှိရင်ကြတော့ဒီပါလင် bracket တွေရှိတယ်နော်ဒီပါလင် bracket တွေရှိရဲဆိုတော့ bracket တွေကိုဘယ်လောက်သွားမယ်ဆိုမှတော့ ar enter ပြီးတော့မှ select object လို့မှာလေးပြလိုက်ပြီးတော့မှ pa enter ဒီ patch ကိုပြီးတော့မှ banner spacing ဝင်မယ်မှဒါလေးကိုကလစ်ပြီးတော့မှ1000ချဝင်မယ်ဆိုလို့ရှိရင်1000ချလို့ရိုက်လိုက်လို့ရှိရင်ဒီပါလင်လေးကိုရေးတဲ့ခါကျရင်အဆင်ပြေရပါတော့။ကွာဒါ1000ချမဟုတ်ဘူး2000ချဆိုလဲ2000ချအဲ့လိုမျိုးဟိုမှာတို့ဒီပါလင်ဝေးတယ်ဆိုတာမှတော့ဒီမှာစီးစောချမှာဆိုလို့ရှိရပါတော့ဒီလိုပါလင်လေးပြီးဘရက်လေးယူပြီးအခါမှာသုံးနေပေါ့နော်။နောက်တစ်ခုကကျတော့ array ကကျတော့ polar array ကကျတော့ ar enter နော် ar enter select object enter နောက်ပြီးတော့မှ polar ပြီးတော့သူက base byte တောင်တော့မှာထား base byte ပေးမယ်လို့ရှိရင်ဒီမှာ items ကမတို့ဘယ်နှခုလဲဆိုတာလေတားလို့ရပြီးမှလည်းပြင်လို့ရတယ်ဒီမှာတော့ဒီမှာ item ကိုတွားရွေးမယ်အခုဆိုလို့ဒီမှာအခုရေးလို့ရတယ်ဒီအဲ့လိုပြီး enter လုပ်ပြီးလို့ရှိရင်ဒီမှာ calculator နဲ့ဒီမှာဒီ box လေးကြာတာပေါ့နော်ဒါမှမဟုတ်ရင်လေဒီမှာဒီဟာကိုတပည့်ပြီးတော့ဝင်တာနဲ့ကြာလာပြီခုလို့ဆိုတာ4ခုလား6ခုလား9ခုလား9ခုလားကတ်တာဒီမှာဆိုရှင်မတို့က9ခုလား6ခုလား10ခုလားအဲ့လိုလဲလို့ရတာနော်5ခုလားဒီမှာ rotation ကကိုလိုချင်တယ်လို့လဲလို့ရတယ်အဲ့ဒါကိုပိုလာလို့ခေါ်တယ်နော်ပိုလာ array ကြတော့တချို့နိုင်လက်တန်လေးဆိုလဲသုံးလို့ရတယ်လို့နိုင်လက်တန်လုပ်တဲ့ဟာလေးမှလည်းသုံးတယ်နော်ပြီးတော့ဒီမှာခုံလေးပြီးဝေးရတို့ဘာလို့မှလည်းသုံးလို့ရတယ်နော်ဒါပိုလာ array အကြောင်းက array ကသုံးခုရှိရ
rectangular array ရဲ့ hash array ရဲ့ polar array နော်အဲ့ဒါနောက်တစ်ခါကျ erase ကကျတော့မှ delete နဲ့အတူတူပါပဲဒီမှာe enter erase က command က e enters နော် select object ပြလိုက်ပြီးလို့ရှိရင် enter တစ်ချက်ခောက်တာနဲ့ရပြီနော်ဒါဆိုရင် e enter select object enter နော် enter လည်းခောက်လို့ရတယ်လို့ space bar လည်းခောက်လို့ရတယ်နော် command လေးပြင်ရတယ်နော်အခါကျတော့ erase ကတော့အဲ့ဒါပါပြီးသွားတယ်နော်နောက်တစ်ခါကျ explode ကျအမှားတော့ဒါတချို့ block တွေကို explode လုပ်တာပေါ့နော်ဟိုမှာဒီမှာဒါ block ဖွဲ့ထားတာဒါဆိုရင် block ဖွဲ့ထားပြီးအဲ့လိုမျိုးဒီလိုမျိုးarray တွေပါပွားထားလို့တန်းလိုက်ဖြစ်နေပြီပေါ့နော်မတော်က explode လုပ်လို့ရတယ် h enter explode ရဲ့ command က h enters explode က h enter နော်ဒီမှာပြလိုက်ကြဆိုရင်ဒါတစ်ခုချင်းစီဖြစ်သွားတယ်နော်ဒါဆိုလည်းအဲ့လိုပဲ h enter အဲ့ဒါနဲ့တစ်ခုချင်းစီဖြစ်သွားအဲ့ဒါကို explode လုပ်တယ်လို့ခေါ်တယ် show block တွေပေါ့နော်ကိုက block တွေပါဖွဲ့ထားရရတယ်ပါဆိုလို့ရှိရင်လည်းကိုက explode လုပ်ချင်တဲ့အခါမှာ explode လုပ်ရတယ် h enter နဲ့နော်ဒါ explode နောက်တစ်ခါကျတော့ offset ဖြစ်တဲ့ပုံစံမျိုးလေတစ်ခုထပ်ပွားတာပေါ့နော်ဟုတ်ပြီအဲ့ဆိုရှင် o enter offset က o enters offset က o enter ဒီမှာ through ရှိရယ် erase ရှိလေယာသိမ့်တော့မှာ through ရဲ့ erase ရှိရယ်ရိုးရိုး offset ရှိရယ်အခုမှသူ့erase မှာကြည့်လိုက်အောင်မယ်မဟုတ်ဖြစ်တာဟုတ်ပြီအဲဆိုရင် o enters ရိုးပဲပြီးမယ်ဒီမှာဆိုတော့ offset time distance ကိုပေးလိုက်ရအဲဆိုမှ50 enter လို့ပြောလိုက်မယ်ဆိုတော့50ကိုဒါကို offset လုပ်ပေးတာလေးကိုနော်50 offset လုပ်ပေးဒါလေးကိုဒီမှာ50 offset လုပ်ပေးနော်ဟုတ်နောက်တစ်ခုက o enter true မှာရွေးလိုက်မယ်ဆိုတော့ object enter ပြီးကိုသွားရတဲ့နေရာကို click ချပေးလိုက်အောင်တကယ်လို့ကိုမှတစ်ခုခုရှိနေတယ်ဆိုရင်နော် o enter true ဆိုက dimension မရှိဘူးဆက်ဝိုင်းတစ်ခုကတော့ရှိနေခဲ့တယ်ပေါ့နော်ဒါပေမဲ့ dimension မတိုင်းချင်တော့ offset ပြဖို့ဆိုရင်သူ click ပေးပြီးတော့ဒီကိုတင်လိုက်အောင်ပဲအဲဆို true နော်အဲဆိုရင် o enter true enter t enter ဒီကိုတင်လိုက်အောင်နော်ဟုတ်ပြီနောက်တစ်ခါကျတော့o enter မှာ erase ဆိုတာရှိ erase ကြတော့မှဒီရှိနေတဲ့ဟာကိုမထားခဲ့တော့ဘူးဖြတ်ပလိုက်တော့မှာပေါ့နော်နောက် offset ဖြစ်တဲ့ဟာကိုယူမယ်ဆိုတဲ့ပုံစံမျိုးမှာတုံးတယ်နော် erase ဆိုလို့ရှိရင်မှာကဖြတ်မှာလား yes ဖြတ်မယ်အဲဆိုရင်မှာကဘယ်လောက် distance နဲ့တော့မှာလား100လို့ပြောလိုက်မယ်ဖြတ်ကြည့်လိုက်ဒီအထက်ဟာမရှိတော့ဘဲနဲ့ဒီအပြင်ဟာပဲယူသွားပေးတာပေါ့နော်အဲ့ဒါကို erase လို့ခေါ်တယ်ကိုအသုံးလို့ရင်လည်းသုံးမသုံးချင်လို့ရှင်ကျတော့လိုရင်ဖြတ်ပေါ့နော်ဒီမှာ delete နဲ့ထည့်လိုက်လို့ရတယ်နော်ဟုတ်အဲ့လိုမျိုးအဲ့ဒါဆိုရင်မတို့က erase ကိုပြန်ပိတ်ပေးပေါ့နော်ကွာအသုံးဖွင့်ခဲ့မှုရှိတယ်ဆိုတော့နောက်တစ်ခါကျရင် offset လုပ်တဲ့အခါကျရင်ပြန်ပြောင်းနေမှာဆိုလို့နော်အဲ့ဒါ erase ကိုပိတ်ချင်လဲဆိုလို့နဲ့ပိတ်ထားလိုက်ရသွားနော်အဲ့ဆိုရင်မှပြန်ပြီး offset ပြင်မယ်ဆိုရင် erase ဖြတ်ထားပြီးဆိုတော့တရားန်တာ smart ကိုပြန်ပြကြည့်ရှိသွားတယ်ဟုတ်အဲ့ဒါကိုမှတော့ကျတော့offset လို့ခေါ်တယ်နော်ဟုတ် offset ပြီးသွားတဲ့အခါကျရင်ဒါခါကျတော့မှတော့ဘာခေါ်လဲဆို sub to လေးပိုင်းလေးရပါတော့သူ့ရဲ့သဘောတရားပါကျွန်တော်တို့ဒီမှာဒီဟာလေးဆိုရှင်တကယ်ကျတော့မှ fin plate လေးရပါတော့တကယ်အမက rush လို့ပြောင်းထားမိဒါဆိုလဲအဲ့လိုပဲတကယ်တော့ touch လေးရမှာအမ rush နဲ့ရွေးထားမိတာပေါ့နော်လေးရခေါ်ပြီးမှအမကဒီလေးရဘိုင်းလေးရလို့မယူမိပဲနဲ့ဒီတခြား color ကိုယူထားမိရပေါ့နော်အဲ့လိုအခြေအနေကိုကြာအမတို့ကဒီဟာနဲ့ပြန်ပြီးတော့မှကိုလေးရအကြောင်းကိုပြန်ယူလို့ရဒါကိုဆက်လက်ပြီးမှlayer set ကိုယူလိုက်မယ်လို့ရှိရင် chain block or to bind layer လားဆိုဟုတ်တယ် yes ပြောင်းချင်တယ် block include လားဆိုလဲ yes အဲဆိုသူကပြောင်းသွားပြီခုမှတို့ခမတော်မှာရွေးထားတဲ့အတိုင်းဒီ fin plate ဆိုလဲ bind layer ဖြစ်သွားပြီ text ဆိုလဲ bind layer ဖြစ်သွားပြီဒီ EC4 ဆိုလဲ bind layer ဖြစ်သွားပြီနော်ဒီမှာတော့ bind layer မဟုတ်ဘဲနဲ့ wrap ဖြစ်နေတယ်ဒါဆိုလို့ရှိရင် etag မှာ wrap ဖြစ်နေတယ်ဒါဆိုလို့ရှိရင် EC4 မှာ rush ဖြစ်တယ်အခုဆိုအဲ့ဒါပြောင်းတာနဲ့ကောင်က bind layer အောက်ကိုရောက်သွားတယ်သူ့ layer ရောက်တိုင်းသူကသူရောက်သွားတယ်ပေါ့နော်အဲ့ဒါမျိုးကြတော့မတို့ကset bind layer လို့ခေါ်တယ်နော်နောက်တစ်ခုကကျတော့ chain space ဆိုတဲ့သဘောကျတော့မတို့ model မှာတစ်ခုခုပေါ့နော်ခုမှ logo လေးပါလေးရှိတယ် model ထဲမှာအဲ့ဒါမျိုးဆိုရှင်ဒီ space ကိုပြောင်းချင်တဲ့အခါကျရင်ဒီမှာကိုကဒီ hash လေးတစ်လုံးလေးပေါ့နော်ဒီတစ်ခုခုဆွဲလိုက်မယ်ဆွဲမိတာပဲဖြစ်ဖြစ်ကိုဆွဲထားတာပဲဖြစ်ဖြစ်ပေါ့နော်
ကွာဆွဲလာတာပဲဖြစ်ပေါ့ကွာဒီမှာတချို့ဆိုကုမ္ပဏီလိုကိုပါဒီမှာထည့်တာမိထည့်ရတယ်နော်အကြံကွာဒါကိုကိုထုစီနဲ့ယူမယ်ဒီပြီးတော့မှဒီ model တွေကိုထည့်မယ်ဆိုလည်းရတယ်နော်အရန်သေးသေးလေးရောက်လာပေါ့နော်ဒီ layout ရဲ့ scale တိုင်းတော့မလာဘူးနော်လို့ချင်လို့ဆိုလို့ရှင်ကိုကဒါကိုမှဘာယူမလဲဆိုဒီမှာရှိတဲ့ chain space ဆိုတဲ့ဟာကိုယူလိုက်မယ် ch space လို့လည်းရိုက်လို့ရတယ်ဒီကိုတိုင်းလို့လည်းရတယ်ပေါ့နော်ယူလိုက်ပြီးလို့ဆိုရှင်သူက select object ဆိုမှဒီ select ကိုပြီးဒါကို select object ပြီးမယ်ပြီးလို့ဆိုရှင်ဒီထဲအဆိုဒီထဲဝင်သွားပြီနော်အမှသူကဒီထဲကိုရောက်သွားပြီအမှကအဲ့ဒါလေးကိုဒီ model ရောက်သွားပြီနိုင်သက်ရွှေ့လာနော်ပြီးလို့ရှင်ဒါကြည့်လိုက်မယ်ဆိုလို့ရှင်အမှဟိုမှာဆွဲထားတာဒီထဲကိုရောက်လာပြီအဲ့မှာဆွဲထားတဲ့ ski အတိုင်းနဲ့ရောက်ချတာပေါ့နော်အဲ့ဒါမှက chain space လို့ခေါ်နော် chain space ရဲ့သဘောကြောင့်လေးအောက်မှာတစ်ခုခုဆွဲထားတဲ့ဟာကိုကိုကဒီ model တွေကိုပြောင်းနေတဲ့အခါမှာ chain space နဲ့ပြောင်းလို့ရတယ်နော်ဒီတိုင်းဆိုရင်ကြတော့မှ chain space မဟုတ်ရင်ကြတော့ဒီတိုင်းပြောင်းလို့မရဘူးနော်ကိုဘယ်လောက်ဆွဲတာဆိုတာအဲဆိုရင်ထည့်လာတဲ့ဟာကြတော့လေဟိုဘက်ကနေ copy paste နဲ့ထည့်လာတော့တေးသေးလေးရောက်လာတယ်နော်ကိုကဒီ model တွေအတိုင်းရောက်ချင်တယ်ဆိုလို့ရှိရင်နော်ဒီလိုမျိုး chain space နဲ့အသုံးပြုတာကောင်းနော်ဟုတ်ပြီနောက်တစ်ခါကျတော့ letting ကသဘောကကြတော့မှတို့ဒီလန့်လေးတွေကိုရှည်ခြင်းတဲ့သဘောအခုမကောက်ကဒီ dimension တစ်ခုရှိတော့မှကအမှ letting လို့မှရွေးလိုက်မယ်ရွေးလို့ရှိရင်ဒီဟာကို select ပေးလိုက်မယ်လို့ရှိရင်သူက percentage နဲ့တွားချင်တာသူ့ရဲ့ percentage ဆိုတော့မှ percentage ကိုယူလိုက်ရင်သူကဘယ်လောက် percentage တွားချင်တာလဲဟုတ်ပြီမှာက50ဆိုလို့ရှိရင် select ပေးလိုက်သူက50တိုးသွားပြီနော်အဲ့လိုပုံစံမျိုးဟုတ်ပြီဒါမှလည်းလေးရှိထားနေတာနော် letting ဆိုပြီးတော့မှရေးချရေးလိုက်မယ်ပြီးလို့ဆိုရှင် percentage လို့မှပြောလိုက်မယ်အဲ့ဒါဆိုလို့ဆိုရှင်သူကဘယ်လောက် percentage လဲ50% ဆိုမှသူက50ဖြတ်ပြီးသူလိုချင်တော့ဖြတ်ပြီးပေါ့နော်ကိုလိုချင်တဲ့ပမာဏနဲ့ဖြတ်ပြီးနောက်တစ်ခါကျတော့ရေးလိုက်မယ်ဆိုလို့ရှင် delta ကျတော့မတို့ data ကိုဆက်လက်ပေးလိုက်ကြည့်မတို့ကဘယ်လောက် length data နဲ့လဲဆိုအမှကသူ1000လို့ပြောလိုက်မယ်1000လို့ပြောရမယ်ဆိုရှင်သူကဒီဘက်ကို1000တိုးပြီးတော့ကြိုက်တဲ့ဘက်ကို1000တိုးပြီးကိုသွားခြင်းတဲ့ဘက်ကိုတိုးပြီးလို့တိုးလို့ရတယ်ဒီဘက်သွားမှာဟိုဘက်သွားမှာအဲ့ဒါမျိုးလိုက်ပြီးသူကတိုးပြီးတာနော်ကိုတည်း3000နဲ့မှာ3000လို့ပြောတယ်ကိုတိုးခြင်းတဲ့ဘက်ကိုတိုးခိုင်းရတယ်နော်ဟုတ်ပြီနောက်တစ်ခါကျတော့ data ပြီးလို့ရှိရင်နောက်ဒီမှာလက်တမ်းတစ်ခုရှိအဲ့ဒါကြောင့် total ဒီ3000မှာ total 4000ဖြစ်နေတယ်ဆို total ကိုရေးလိုက်မယ်အမှ4000ကိုရေးလိုက်မယ်လို့ရှိရင် select ပေးလိုက်မယ်အဲ့ဆို total 4000ဖြစ်သွားတယ်နော်နောက်တစ်ခါကျတော့သူ့မှာ dynamic ကကြတော့မှာတို့ကိုချက်လက်ပေးလိုက်တာနဲ့ကိုကဘယ်လောက်ပုံစံသွားခြင်းလဲတချို့ဆိုရင် existing line ရှိပြီးသားလေးတွေပေါ့နော်ကိုအမှတက်ထက်ခြင်းလဲဆိုလို့ပိုက်ပေးလိုက်ရင်ရတယ်နော်ဒါ dimension ထိချရိုက်စရာမလိုနော်တမ်းပြီးပြောင်းပြီးနော်အဲဆိုရင်ဒါလက်တန်းရဲ့ပုံစံ lunch လေးကိုရှေ့ပြီးတိုးပြီးတာပုံစံနော်နောက်ပြီးတော့ဒါ poly edit ကကျတော့မှဆွဲထားတဲ့ poly line တွေကို edit လုပ်တာအဲဆိုရင်အရင်တော့လည်းဒီ poly line ဆွဲပြီးရှင် right click ထောက်တာနဲ့ဒီမှာဒီ poly line ကို select ပြီး click ထောက်တာနဲ့ဒီမှာ poly edit ဆိုတာရှိတယ်နော်အဲ့မှာတွားယူလို့လည်းရတယ်လို့ဒီမှာလည်းတွားယူလို့ရတယ်ဒီမှာ poly edit ဒီလိုရသူရဲ့ command က poly edit ရဲ့ command pe enter နော် select object enter အမှဆိုကိုဘာလို့ချင်တယ်လို့ရတယ်ပုံမှန်တော့မတို့ကဒီ poly edit ကိုယူရတာမှက join ဖို့ယူ pe enter m enter ဆိုပြီးတော့မှ select object enter အမှဘာလို့ချင်တယ် join ချင်တယ်ဆို join enter ဒီလိုမှကဒီထောက်လေးကို join ဖို့အတွက်နော်ဒီမှာမဆွဲထားတယ်ဒီခါကျရင်မှ line နဲ့ဆွဲထားတယ်နော် line နဲ့ဆွဲထားတယ်မ join နေလို့နော်မ join နေဆိုရှင်မှက pe ပြောင်းလိုက် pe enter poly line ပြောင်းလိုက် m enter select object enter လို့ရှိရင် poly line ပြောင်းခြင်းလို့လားဆို yes enter ဆိုပြီးမှသူ့ join ခြင်းနဲ့ဆို j enter ဆိုတော့ join မိတာဖြစ်သွားတယ်နော်အဲ့ဒါမျိုးမှာ poly edit ကိုအသုံးပြုတာပေါ့နော်ဒီခါကျတချို့ဟာလေးတွေမှာ thickness ထူခြင်းနဲ့ဆိုလဲ pe enter m enter select object enter နောက်ပြီး width ထူမယ် width enter ဘယ်လောက်ထူမယ်50ထူမှာအဲ့လိုမျိုးလေးတွေမှာအသုံးပြုတယ်နော် poly edit ကကြတော့နောက်တစ်ခါကျတော့ဒါကြတော့ဒီ spline edit ပေါ့နော် spline edit လည်းအဲ့လိုပဲပေါ့အဲ့ဒီ right click ထောက်ပြီးလို့ရှိရင်လည်းဒီမှာ spline edit ဒီမှာတော့မရှိဘူးမဟုတ်ဒီမှာဒါကို right click ထောက်ပြီးတော့
character နဲ့သူက edit လုပ်လို့ရတာရှိတယ်ပေါ့နော်ဒီမှာအဲ့လိုမဟုတ်ဘူးဒီဟာ select ပြီးတော့ဒီမှာ edit လုပ်သွားလို့လည်းရတယ်တူတူပဲသူက join မှာလားdata ပြောင်းမှာလား polyline ပြောင်းမှာလား polyline ပြောင်းမယ်ဆိုမှတော့100နဲ့သွားမယ်ဆိုလို့ရှိရင်လည်း30ဆိုပြီးသူမှာ polyline ပြောင်းသွားပြီလို့ပုံစံမျိုးပေါ့နော်သူလည်းဒီဟာ polyline ဖြစ်သွားဒီမှာကြည့်လိုက် polyline ခုနကတော့ spine line နော်ခုနကတော့ပြန်ပြမယ်ခုနကတော့ကျတော့ spine line ဟို polyline ပြောနေတယ်ဆိုလို့ရှိရင်လည်းဒါကို select ပြီးတော့ဒီမှာ spine edit မှာသွားပြီးတော့မှ convert to polyline လို့ပြောလိုက်ရရှင်ဒီမှာ polyline ဖြစ်သွားတယ်နော်အဲ့ဒါမျိုးမှသူကအတုံးနဲ့ပေါ့နော်နောက်ပြီးမှ edit ရှာမှာတော့ဒီမှာ double click ဝင်လိုက်ပြီးလို့ရှိရင်ဒီထဲမှာကိုလိုချင်တဲ့ဒီ pattern name ပြောင်းတင်နေဆိုလဲဝင်လိုက်တိုင်းရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီ double click နဲ့ဝင်တာ property box မှာပြင်လို့ရတယ်လို့ဒီမှာ right click ထောက်ပြီးတော့လေဒီမှာ edit ဆိုတာလည်းရှိတယ်အဲ့လိုမဟုတ်လို့ရှိရင်လည်းဒီ modify တူပါတယ်သွားပြီးတော့ modify တူပါတယ်မှာဒီမှာ edit ဆိုတာရှိ select ပြီးတော့မှကိုကဒီမှာဖောက်ရှာလိုက်ကိုပြင်နေရပြင်လို့ရတယ်နော်ကို pattern ပြင်မှာ pattern ပြင်မယ်ဆိုလို့ရှိရင် pattern ကိုဒီမှာ okay အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါကိုလည်းဒီလိုပဲ right click ထောက်ပြီးတော့လည်း edit လုပ်လို့ရတယ်လို့double click နဲ့ဝင်ပြီးတော့လည်းဒီနာပြင်လို့ရတယ်နော်ဟုတ်နောက်တစ်ခုကကြတော့ hash edit ပြီးသွားပြီဆိုမှတော့ဒီမှာ array edit ကလည်းအဲ့လိုပဲ right click ထောက်ပြီးတော့မှမတို့ array မှာ edit array လည်းရှိတယ်နော် array လည်းရှိသလို base byte ပြောင်းမှာ item ပြောင်းမလား nkb twin ပြောင်းမလားအဲ့လိုမျိုးကုန်ပြောင်းလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်လို့ဒီမှာ double click ဝင်လိုက်တာနဲ့လေဒီမှာလည်းအကုန်ကျလာသလိုဒီမှာလည်းကိုကဒီ property box မှာလည်းကျလာတယ်အဲ့လိုပြောင်းလို့ရတယ်ပေါ့နော် by default လို့ပြောင်းလို့ရတယ်လို့ဒီမှာကျလာမယ့်ဟာမှာလည်းကိုကပြောင်းလို့ရတယ် byte ပြန်ပြောင်းလာနော်အဲ့ဒါကိုကျတော့မတို့က re-edit လို့ခေါ်တယ်နော်ပြီးတော့နောက်တစ်ခါကျတော့ဒါကကျတော့ဗာလဲ align နဲ့ပြီးတော့ break align ကကြတော့မတို့အရာဝတ္ထုတစ်ခုရှိအခုဒီမှာမှတ်တာတော့တစ်ချက်ပေါ့နော်တော့တစ်ချက်အရင်ယူလိုက်မယ်တော့ဆွဲရတာရှိလားရှိကိုဒီမှာတော့တစ်ချက်ပေါ့နော်ဒါတော့ဟုတ်ပြီအဲ့ဒါကမှမတို့ဒီမှာဘောတစ်ခုရှိတယ်ကွာဘောတစ်ခုရှိပါနော်အဲ့တော့ကကျတော့မတို့ကဒီဒေါ်လေးက rotate လဲနေပုံစံမျိုးအမှဒီထဲကိုဝင်အောင်ထည့်မယ်ဆိုရှင် align နဲ့ယူမယ် al enter select object enter လို့ရှင် first source point first source point ကိုပြန်ပြောမယ်နော် align ပြောင်းမယ် align က al enter align command က al enter select object enter ပြီးတော့ first source point သူသွားလာခြင်းနေတဲ့ဟာ source point ကတခုလို့ရှိရင်သွားချိုင်းမဲ့နေရာ destination point နောက်ပြီးတော့နောက်တစ်ခါ second source point destination point enter သူအချိန်မှာပြောတယ်ဒီ object ကိုပေါ့နော်ဒီဖောက်ထားတဲ့ဟာနဲ့သူအလျာမတူဘူးလေနော်အဲ့အတိုင်း align ဖြစ်ချင်တာဒီမှာက yes လို့ပြလိုက်မယ်အဲ့ဆိုသူကအတိုင်းကြည့်ပေးသွားတယ်နော်ဟုတ်နောက်တစ်ခါပြန်မယ်နော်ဟုတ်ပြီကိုရမယ်ထား align ကကြ al enter နော်ပြီးတော့ select object enter first byte source byte နောက်ပြီးတော့သွားထားခြင်းတဲ့နေရာ second source byte သွားထားခြင်းတဲ့နေရာ enter အချိန်မှာသူကဒီ scale object အတိုင်းပဲကြည့်ချင်တာဒီမှာကကြည့်ချင်တယ်ဆိုရင် yes အဲ့ဒါဆိုရင်သူကဒီရှိနေတဲ့ဟာကိုဒီအတိုင်း scale ချဲ့ပေးလိုက်တာငါတို့ရှိထားတဲ့အပေါက်တိုင်းမှာခုနကကိုရယူထားမှာဟုတ်တော့1800ဖြစ်တာအဲ့လိုမျိုးနောက်တစ်မျိုးလုပ်ပြမယ် al enter select object enter first to destination second to destination enter နောက်ပြီးတော့မကပြောင်းမှမပြောင်းဘူးလို့အဲ့ဆိုသူကဒီ900နဲ့ပဲအသေးလေးနဲ့ပဲထည့်ပြီးနော်အဲ့ဒါကြတော့ကိုဘယ် item ကိုကူးမှပုံမှာမူတည်ပြီးတော့မှ align အဲ့လိုပြောင်းနေဖြစ်သွားတာပေါ့နော်ကိုကကဲလို့အဲ့ဟာနဲ့ဝင်အောင်ထည့်ခြင်းလဲဆိုရင်လည်း yes လို့အကြီးမယ်လို့ပြောလိုက်ဒါလို့မဟုတ်အသေးပုံစံမျိုးယူချင်တာဆိုလို့ရှိရင်လည်း no လို့ပြောလို့ရတယ်နော်အဲ့ဒါက align command နော် align ပြီးလို့ရှိရင်မှာ break point ရကြတော့ဒီမှာ break
break ကကျတော့မှတစ်ခါကြောက်ရှင်ဒီဝေါ်တွေရှိရပေါ့အပေါက်လေးဖောက်ထားခဲ့ခြင်းနဲ့အဲဆိုကိုကတွားပြီးပေါက်ဖောက်ဝင်ဆိုလို့ရှိရင်ဒီမှာဒီနှစ်ခု line နေပေးရအောင်လို့လို့ရှိရင် train ရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်း TR ဒါနဲ့ train ရမယ်လုပ်တွေရှုပ်အဲ့ဆိုကိုကဒီမှာ command လေးတည်ထားပြီဒီမှာ break command break ဆိုလို့ရှိရင်မှာ first point ပေးလိုက် second point သူကဟိုဒီ auto တော့ on ထားနော်ပြီးတော့မှကိုကအတားလိုက်သွားပြထားပြီးတော့ကိုဘယ်လောက်သွားခြင်းလဲ1500သွားခြင်းဟာ1500ဖွင့်ပေးလိုက်ရင်1500ပွင့်သွားတယ်နော်အဲ့လိုပုံစံမျိုး break point ကကြတော့နောက်တစ်ခါဒါကြတော့ဒီက break point ကကြအပေါက်ဝင်ဖောက်တာဒါကြတော့line ကိုဖြတ်ချိုက်တာ break point ကကိုဒီနားလေးလို့ဒီမှာသူ့ကလေးလိုက်တာ ਨੇ သူက line တစ်ဖက်စီဖြစ်သွားဒါတကရုနော်နကရုဖြစ်သွားကွဲသွားတာပေါ့နော်ဒီမှာကိုဒီထုတ်ခြင်းလို့ဆိုတော့ဒီထုတ်လို့ရတယ်နော်အဲ့ဒါမျိုးကြတော့ break 1 point လို့ခေါ်တယ်နောက်ပြီးတော့ဒါကြတော့မတို့ joiner ဆိုတော့အခုဒီမှာကိုဒီမှာလမ်းကမှာဒါဆိုရင် line ကတိစက်လို့ဖြစ်နေမှာတို့အဲ့ဒါကို join နေဆိုရှင်သူ့ကိုယူပြီးတော့ select object enter လို့ join ပြီးတာဖြစ်သွားတာနော်ဟုတ်ပြီသူရဲ့ command က j enter ပြီးတော့မှ select object enter အဲ့ဒါသူ join ပြီးတာဖြစ်သွားခါကျမှတော့ line နေနေဆွဲနေရပါတော့ဒါဆို line ပြက်လေးဖြစ်နေတယ်နော်ကိုကအဲ့ဒါ rectangular လိုမျိုးတစ်ခုလိုချင်တယ်ဆိုလို့ရှိရင် j enter သူပြောထားပြီးသား so object ဒါမှမဟုတ်ရှင် multiple object to join as one တစ်ချိန်နဲ့အကုန်လုံးကိုဆက်လက်မှတ်လို့ရတယ်နော်ဆက်လက်မှတ်ပြီးတော့ join မိတာဖြစ်သွားတယ်နော်ဒါခုန polyline ပြောင်းတယ်လို့ပဲသူကတော့ join လိုက်တာနော်သူလည်းပဲ polyline ဖြစ်သွားတာပဲနော်ခုနကတော့ဟာကိုလည်း PE တစ်လောက်လိုက်ရင်လည်း polyline ဖြစ်သွားတာပဲဒါကလည်း polyline ဖြစ်သွားတာသူကတော့ဒီမှာ thickness တွေပါတင်လို့ရတယ်ပေါ့နော် join တော့ပြီးသွားပြီအကျော်မှာတို့က p enter ဆိုပြီးတော့မှ select object enter နောက်ပြီးတော့ကိုကဘာပြောင်းချင်တာ width တင်ချင်တယ်ဆိုလို့ width တင်လို့ရတယ်ဒီမှာလည်း p enter select object p enter select object ပြီးတော့ width တင်မယ်ဘယ်လောက်တင်50တက်ရတာ width ကိုပဲတက်ရတင်ပါအဲ့လိုမျိုးတင်နော်ဟုတ်အဲ့ဒါကကြတော့ join ကို join ပြီးလို့ရှိရင် reverse ကဘာမှမဟုတ်ပါဘူးမတို့မှာဒီဟာကိုဒီကနေစပြီးတော့ဆွဲထားတယ်ပေါ့အဲ့ဒါမှတော့ဒီဘက်ကိုပြန်ပြောင်းဒီ point ကမြူချင်းဒီ point ကိုပြောင်းခြင်းနဲ့ဆိုရင်ဒီ direction ပြောင်းတာပေါ့အဲ့ဆို direction တစ်ဘက်ရောက်သွားစမှတ်ကနောက်ပြီးတော့ဒီဘက်ကိုပြန်ပြောင်းမှဆိုလို့ရှိရင်လည်းမရတာတိတ်မပုံပေါ့နော်ဒါပေမဲ့ဒီအောင်တာပြောပြထားတာပေါ့နော်နောက်တစ်ခါကျတော့ဒီမှာ copyness ကသဘောကကြတော့မတို့blog ထဲမှာရှိတဲ့အရာထုတွေတစ်ခုလောက် copy ထုတ်ခြင်းတဲ့ပုံစံမျိုး။ကွာဒီဟာ blog ကိုဒီ blog ဖြစ်ဖြစ် array ဖြစ်တစ်ခုလောက်ထားပြီးသားပေါ့နော်။ကွာမဖြည့်ခြင်းမလုပ်ခြင်းအဲ့တစ်ခုလေးပဲ copy လုပ်ခြင်းတယ်ဆိုတော့ချင်းမျိုးမှာတုံးတယ်နော်။ဟုတ်အဲ့ဒါမှာ copyness ကိုမှယူလိုက်မယ်။ဒီ copyness တက်ကိုယူပြီးတော့မှသူက select object ဒါပေးမယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ blog ထဲကဟာလေးကိုတစ်ခုချင်းပြီးရသူကတော့ကောက်လို့ရတယ်အားနဲ့ချက်ပေါ့နော်။အဲ့ပြီးတော့ဆက်ထုတ်လိုက်ရင်ရသွားဒီဟာကလည်းမပြေပါဘူးသူကလည်းပြင်ရောက်လာအဲ့လိုပုံစံမျိုးလေးနဲ့ master လို့ခေါ်တယ်။အခုမှတို့ဒီမှာကိုက blog တစ်ခုဖွဲ့ထားတယ်ပေါ့။ဒါမှဒါ blog တစ်ခုဖွဲ့ထားတယ်။ blog ထဲမှာဒီ rectangular တုံးလေးကိုပဲမှလိုချင်တဲ့ခါကျတော့ရှင်သူ့ယူပြီးတော့မှ copyness ကိုယူမယ်ပြီးတော့မှသူ့ select ပြီးတော့မှဒါလေးကိုဆက်ထုတ်လိုက်လို့ရတယ်။သူကတော့ blog ပဲဒီမှာလေးကတူပြင်ထွက်သွားနော်။အဲ့လိုမျိုး copyness လို့ခေါ်တယ်ပေါ့နော်။အဲ့မျိုးတော့တစ်ခါကျတော့ရှင်ကိုက blog ဖွဲ့ပြီးသားကို export မလုပ်ချင်တဲ့အချိန်မျိုးမှာပေါ့နော်။ပြန်ပြီးတော့ဆွဲထုတ်လာလို့ရတယ်။ဒါမှမဟုတ်ရင်အဲ့ blog တွေကိုဝင်ပြီးတော့မှဝင်ပြီးတော့ကိုကဒါကိုcopy ကူးခဲ့ပေါ့နော် copy ကူးခဲ့ပြီးတော့မှ blog ကိုပြန်ပိတ်ပြီးတော့မှအပြင်မှာ control V နဲ့ပြန်ချလိုက်ရတော့ရတယ်နော်။ဒါပေမဲ့သူကပို့ပြီးတော့အဆင်ပြေလွယ်သွားတာပေါ့နော်။ဟုတ်ပြီ။အဲ့လိုကကျတော့ overcase ကိုကျတော့ဒီမှာ overcase ဆိုတာကဒီလိုမျိုးဒီမှာဆိုကြည့်မှာ line တွေကထက် line တွေဒီလိုမျိုးအကုန်လုံးထက်အဲ့မျိုးထက်အဲ့မျိုးဆိုက overcase လုပ်လိုက်မယ်ဆိုတော့အကုန်ပြောက်သွားနော်ဒီမှာ overcase OVE က SKILN overcase ကိုလိုက်မယ်ဆိုရှင်မှာတော့ click ပေးတာနဲ့သူက yes အကုန်လုံးဖြတ်ချင်တယ် straight ဖြစ်ချင်တယ် yes ဒီ line နဲ့ဖြစ်သွားကျန်တဲ့ဟာအကုန်လုံး click လုပ်ပေးလိုက်နော်ဒီမှာဆိုအဲ့လိုပဲကိုကဒီလိုဒါကို line မရှုပ်ချင်ဘူးပေါ့နော်အဲ့ဒါ object enter ဆိုပြီးတော့မှ yes အကုန်ပြောင်းမယ်ဆိုရင်ဒီမှာ line ကြီးအကုန်လုပ်ပေးလိုက်တယ်ခုန box ကနေလေဒီမှာဆိုအဲ့လိုပဲဒီမှာ line တွေကဒီလိုထပ်နေတယ်နော်အဲ့ဒါမှပြောင်းလိုက်မယ် select object ရှင် okay ဆိုရင်ဒီမှာခုချင်းပြီးဖြစ်သွားတယ်နော်အဲ့ overcase ကအတုံးဝင်နော်နောက်တစ်ခါကျတော့ဒီဟာ front and slash rush ပုံစံပြောင်းတဲ့ဟာမျိုးပေါ့နော်ခါကျရင်ကိုကဟတ်ချဲထားတဲ့စာလေးအပေါ်ရောက်ခြင်းနဲ့ဆိုရင်
ဆက်လက်စာလေးကိုဆက်လက်ပြီးမှ bring to friend တို့ပါပြောင်းတဲ့ဟာမျိုးလေးတွေပေါ့နော်မတို့ကဒါကြောင့်အမတော်များ right click နဲ့တုံးတယ်ပေါ့နော်ခုဒီမှာမှဒီဒါအောင်မှအနေအောင်ပြောင်းကြည့်နေအောင်ပြောင်းပြမယ်ပေါ့နော်ဟုတ်ပြီဒီအနေအောင်လေးကိုအမပေါ်ရောက်ချင်တယ်ဆိုရင်ဆက်လက်ပြီးတော့ right click ထောက်ပြီးတော့လေအမတို့ကဒီမှာဒီ job မှာ bring to friend လို့ပြောလိုက်ဒီနေအောင်လေးကပေါ်ရောက်လာနော်အဲ့လိုပုံစံမျိုးပဲသူကပြောတာအစိမ်းအရောင်လေးတင်နေဆိုရှင်လေဒီမှာ bring to friend လို့တင်လိုက်လို့ရတယ်မတို့ right click နဲ့တုံးတာများတယ်နော် bring to friend ဒါ bring to back နော်အဲ့လို send to back ပေါ့နော်အဲ့လိုမျိုးလေးပါခုဒီမှာဒါဆိုလို့ရှိရင်မတို့ကြည့်ဒါ white out လုပ်ထားနော်ဒီမှာအပေါက်တစ်ပေါက်ဖောက်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်မှာကဘယ်လိုဒါကြီးကိုမှာကကိုကတင်ထားလိုက်တယ်ဒီမှာ frame ဖြစ်နေပြီးတော့ white out ကမပေါ်ဘူးဖြစ်ဒီမှာ white out တော့ white out ပဲဒါမပေါ်ဘူးဖြစ်အဲ့လိုချင်းနေမှာဆိုတော့ဒါကို right click ပေးပြီးတော့ draw order မှာ send to back လို့ပြောင်းလိုက်မှဒီ white out ကြီးကပေါ်လာမှာနော်အမြင်ရလာမှာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကလည်းဒါဆိုလို့ရှိရင်ဒါလည်းအဲ့လိုပဲပေါ့နော်ဒါလေးကိုကဒီဟာလေးကိုရှေ့ရောက်ချင်တယ်ဆိုလို့ရှိရင်ကြတော့ draw ရာမှာ window front ဆိုရင်ပြီးသွားblog ကိုပြန်ပေါ်ချင်တယ်ဆိုရှင်လည်း draw ရာမှာ right click draw ရာမှာ send to back နော်ဒါဆိုရင်ဒီထဲမှာရှိတဲ့ modify to မှာရှိတဲ့ဟာလေးတွေကကုန်သွားပြီနော်ဒါဆိုရင်ဒါလည်းအကုန်ပဲ send to back bring to front send to back နောက်ပြီးတော့မှဒီ object တွေတင်နေဆိုတော့ object about object တို့ under object တို့အကုန်ပြောင်းတာပေါ့နော် hash တွေပါဆိုရင် hash ကိုအနောက်ပို့တာရှေ့ပို့တာအဲ့လိုပုံစံမျိုးလေးနဲ့သွားလို့ရတယ်နော်ဟုတ်အဲဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲနားလည်သွားကြမယ်လို့လည်းထင်ပါတယ်ပေါ့နော်တကယ်လို့တခုအဆင်မပြေတာရှိရင်လည်း comment မှာမေးလို့ရပါတယ်အခုလိုချိန်ပေးပြီးနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးအဆင်ပြေကြပါစေ bye bye